ရစနဲ့ကြိုက်မဖြစ်အောင်ဟမ်ရတယ်ကဲလို့အဲ့မှာသမီးပိတ်စကိုလည်းအလေလွင့်လုံးဝမဖြစ်စေရအောင်နော်ပိတ်စတွေမှကြီးဘေးကအဲ့ဒါအနောက်ထပ်ဆွဲတလက်မရရင်တလက်မနော်အနောက်ဆုပ်ပိတ်စအောင်နောက်ဆုပ်ပိုနေအနောက်ဆုပ်ပိတ်စတွေလည်းအလေလွင့်မဖြစ်စေရဘူးနော်ပိတ်စကိုချွေတာတက်ရမယ်သုံးတက်ရမယ်ဘယ်လိုလုပ်တက်ရမယ်အဲ့ဒါနော်ဟုတ်ပြီโอเคအေးဟုတ်ပြီအဲ့လောက်ဆိုအဲ့တော့သမီးကဒီမှာကြည့်မမပြောမယ်သမီးကို तू ကလေးဖက်ချုပ်ရမှာအဲ့တော့တစ်ဖက်ကိုအပိတ်ယူလိုက်ရင်ချုပ်เสียလို့တော့လို့လားချုပ်เสียမလို့တော့အဲ့ရကိုအနီးအကတ်ဆုံးယူလိုက်ဒီဘက်ကိုပဲချုပ်စာပတ်လေအပေါ်ရဲအောက်ရဲဒီဘက်ဘေးရဲပဲချုပ်စာထုံဟုတ်လားအဲ့တော့ဒီဘက်မှာပိတ်စနည်းနည်းပို့နေရပြန်ဆွဲနောက်ကိုအဲ့မှာ 1.5 ပဲထားမယ်နော်လက်မနဲ့ဆိုရင်ဘယ်နှစိတ်လဲအဲ့ဒါကိုပြန်ကြည့်ပေး 1.5 ကလက်မနဲ့ဘယ်နှစိတ်ရှိနေအဲ့ဒါကြည့်နော်ညီမကြည့်အောင်နော်โอเคနော်ဟုတ်ပြီအဲ့လိုမျိုးထားမယ်နော်ပင်အပ်တွေထိုးမယ်ဟုတ်ပြီမာကြီးရောဟုတ်ပြီဒီချာညီညီလေးချုပ်မယ်နော်โอเคဒါပစ်လို့နော်ပစ်လို့သိနေဟုတ်ဟုတ်တယ်ဟုတ်ပြီအတက်လှန်လိုက်အဘခဲပြရှိတက်လှန်နေပြတ်သွားโอเคအဲ့လေးထောင်းချွန်းလေးတွေကိုဒီကက်ကြီးလေးထိတ်လေးနဲ့အตาလေးထိုးပြီးတော့ဟိုဟာလောက်လိုက်ဟုတ်ပြီဖြည်းဖြည်းချင်းထိုးပေါက်ထွက်သွားမယ်နော်ဟုတ်ပြီဒီဘက်ထောင်းလေးတွေရောထောင်းလေးဖက်အကုန်လုံးโอเคဟုတ်ပြီအဲ့ဒါလေးမှဖြန့်လွယ်ရောခေါင်းစုပ်ကလေးဟုတ်လားပြီးသွားခေါင်းလေးထည့်လိုက်ပြီးလို့ရှိရင်ခေါင်းစုပ်နော်ဟုတ်ပြီဒီချာဗီဒီညီညီမပြီးကိုတေချာမယ်နာမပြောသလိုဒီထီကိုလာအက်ကိုထောက်မရောက်သေးဘူးလေသမီးရဲ့ချုပ်ချောင်းမရောက်သေးဘူးရောက်အောင်တေချာဖြည်းဖြည်းချင်းနင်းမယ်နော်ဟုတ်ပြီဖြည်းဖြည်းချင်းရပြီဟုတ်ပြီအဲ့တော့အမကောင်းမကြီးအခုဟုတ်